บทที่33อาคารตรงเสร็จตรงเจ้าหมาท่าโกะชื่อโตสีขาအဲ့တော့ဒီမှာကဒါကကဗျာလိုမျိုးရေးထားတာဖြစ်တယ်ပေါ့နော်เจ้าหมาท่าโกะท่าโกะဆိုတာကိုဟန်ကိုပန်အနေထားကိုပြောတာအဲ့တော့စမတ်ကြတဲ့ခွေးလေးရဲ့နာမည်ကชื่อနာမည်ကတူဖြစ်တယ်สีขาခြေထောက်၄ချောင်းရှိတယ်สองหูสองตามีหางหนึ่งหางสองหูในเย็นในแพะสองตาในลงเนี่ยมีหางหนึ่งหางมีแต่เช้าရှိတယ်มันเดินไปมาลอยหน้าคอคานเดินไปมาဟိုတီတွားတာကိုပြောတာลอยหน้าคอคานมีလေးထောက်မျက်နှာလေးမော့ပြီးတော့ဟိုတီတွားနေတယ်เด็กทั้งหลายดังဆိုတာကကွဲပြားခြားနာတာကိုပြောတာအဲ့တော့ date ทั้งหลายดังကလေးအားလုံးကဟိုတော့ชอบใจတဘောကြပြီးတော့ရေကြတယ်ออกมายืนดูครูให้นั่งที่အဲ့တော့ออกมาထွက်လာပြီးတော့ยืนดูမတရက်ကြည့်ကြတယ်ครูให้นั่งที่ဆရာမကပြန်ပြီးတော့ထိုင်စေတယ်หมาบ้านใครมีบ้านใครဘသူအိမ်မှာมีရှိလဲမှာဘသူအိမ်မှာခွေးရှိလဲเล่าให้ฟังได้ပြောပြလို့ရတယ်เด็กๆเบิดบานเล่าขันถ้วยใบကလေးတွေကပျော်ရွှင်ရှာနဲ့ဟိုတီထွေးใบဟိုတီရှောက်ပြောကြတော့တယ်ได้เพื่อนพอใจรู้จักกันดีတငယ်ချင်းတွေကလည်းတဘောကြပြီးတော့รู้จักกันดีတယောက်နဲ့တယောက်ပူပြီးတော့ယဉ်နီးတွားကြတာรู้จักယဉ်နီးတွားကြတယ်คุยกันไปมาถึงมาของโดนမိမိရဲ့ของโดนဆိုတာမိမိရဲ့ခွေးဒီအကြောင်းကိုပြောကြတာအဲ့တော့ถึงมาของโดนမိမိရဲ့ခွေးအကြောင်းကိုคุยกันไปมาအပြန်အလှန်စကားပြောကြတယ်เสียงดังทั้งโซนสับสนทั้งที่สับสนကကမောက်ကမာဖြစ်တာကိုပြောတာအဲ့တော့ဒီနေရာမှာเสียงดังทั้งโซนအားလုံးစူညံသွားကြပြီးတော့เนาะအတန်ကစူညံပြီးတော့တဲ့ဘက်ကလောရိုက်သွားတဲ့ทั้งที่ကချက်ချင်းနော်ချက်ချင်းပဲအတန်းစုညာပကလောရိုက်သွားတယ်ครูให้หันหน้า5 คนพอดีหันหน้าဆိုတာမျက်နှာချင်းဆိုင်ကိုလောက်ခိုင်းတာမျက်နှာချင်းဆိုင်ထိုင်ခိုင်းတာပေါ့နော်5 คนพอดี9ယောက်တစ်ဖွဲ့9ယောက်တစ်အုပ်စုမျက်နှာချင်းဆိုင်ထိုင်ခိုင်းလိုက်တယ်คุยได้เต็มที่อย่าให้เสียงดังเนาะอย่าให้เสียงดังအတန်မကြမ်းစေနဲ့เต็มที่ကအပြည့်အဝကိုပြောတာအဲ့တော့စကားအဝပြောစိတ်တလောက်ပြောအဝပြောလို့ရတယ်ဒါပေမဲ့อย่าให้เสียงดังအတန်မကြမ်းစေနဲ့ครูจริงบอกว่าအဲ့ဒါနဲ့ဆရာမကပြောတယ်เรื่องหมาน่าเล่าให้เพื่อนเราทุกคนได้ฟังအဲ့တော့เรื่องหมาน่าเล่าเนาะခွေးရဲ့အကြောင်းကိုတဲ့နားထောင်ခြင်းစပွဲပြောပြီးတော့ให้เพื่อนเราတို့တူရဲ့တငယ်ချင်းတွေကိုทุกคนတငယ်ချင်းအားလုံးကိုနားထောင်ရအောင်ပြောပြပါအောင်เพื่อนတငယ်ချင်းတွေကจริงบอกว่าဒါကြောင့်မလို့ပြောတယ်မာနီเสียงดังမာနီအတန်ကြဲပြောလောက်ဒီနားฟังလောက်ဒီပြောကောင်းတယ်နားฟังနားထောင်ကောင်းရင်จะตบมือชมလက်ခုပ်တီးပြီးတော့တဲ့ချီးမွမ်းမယ်ပေါ့နော်จะตบมือชมအဲ့တော့မာနီကအတန်ကြဲနဲ့အပြောကောင်းနားထောင်ကောင်းရင်တငယ်ချင်းအားလုံးကလက်ခုပ်တီးပြီးချီးမွမ်းကြမယ်บทที่33อาคารตรงเสร็จตรงเจ้ามาท่าโกะเชื่อตัวสี่ขา2 หู2 ตามีหาง1 หางมันเดินไปมาลอยหน้าคอคางเด็กทั้งลอยตังหัวเราะชอบใจออกมายืนดูครูให้นั่งที่หมาบ้างใครมีเล่าให้ฟังได้เด็กๆเบิกบานเล่าขันถ้วยไปได้เพื่อนพอใจรู้จักกันดีคุยกันไปมาถึงมาของโดนเสียงดังทั้งซนสับสนทันทีครูให้หันหน้า5 คนพอดีคุยได้เต็มที่อย่าให้เสียงดังโทษครูจริงบอกว่าเรื่องหมาน่าเล่าให้เพื่อนเราทุกคนได้ฟัง
เพื่อนจึงบอกว่ามานีเสียงดังเล่าดีน่าฟังจะตบมือชม